တရားလက်လွတ်စီးပွားရှာတာမျိုးကိုမြတ်စွာဘုရားကမနှစ်သက်ဘူး။ဘာဖြစ်လို့မနှစ်သက်တယ်လဲလို့ဆိုရင်မတရားတဲ့နည်းနဲ့စီးပွားရှာလို့ရှိဒီဘဝမှာလည်းပဲမကောင်းတာနဲ့ကြုံတွေ့ရတယ်။နောင်ဘဝလည်းညှို့လင်းချက်ကောင်းမှုမရှိတော့ဘူး။ဒါကြောင့်မို့လို့ကိုချင်းတရားမပြတ်ပြားအောင်တရားအတိမကွာပဲနဲ့စီးပွားရှာမယ်လို့စီးပွားရှာတဲ့ဤစနစ်ကအချင်းချုပ်ကတော့အလုံကြိုးစားအလေလွတ်မရှိအောင်ထိမ့်သိမ့်ဝင်ငွေထွက်ငွေမျှမျှတတာသုံးမိကောင်းဆွေကောင်းရှိပါစေဒါပဲအဲ့ဒီအချက်တိုင်းပြည့်ပြည့်စုံစုံကြိုးစားအထောက်ပြီးဆိုတဲ့အခါမှာစီးပွားဥစ္စာတွေတိုးတက်လာတာပဲကဲစီးပွားဥစ္စာတွေတိုးတက်လာပြီဆိုတဲ့အခါရလာတဲ့စီးစိမ်ဥစ္စာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကစနစ်တကျသုံးဆွဲနည်းကိုလည်းဟောကြားထားတာရှိလူတိုင်းဟာစီးပွားရှာပြီးစီးပွားတွေရလာပြီရလာတဲ့စီးပွားကိုဘယ်လိုနေရာအသုံးချရမလဲမြတ်စွာဘုရားကရလာတဲ့စီးပွားဥစ္စာဆိုတာတဲ့ရှားဖွေစုဆောင်းပြီးတိမ့်ထားဖို့မဟုတ်ဘူးနံပါတ်1ကိုချမ်းသာအောင်ထားရမယ်ဟောရလာတဲ့စီးပွားဥစ္စာကိုအသုံးပြုပြီးတော့နံပါတ်1ကိုချမ်းသာအောင်နေနံပါတ်2မိဘတွေဆွေမျိုးသားချင်းမိဘတွေချမ်းသာအောင်ထားနံပါတ်3သားမယားတွေချမ်းသာအောင်ထားနံပါတ်4ကိုယ်အိမ်မှာအလုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေချမ်းသာအောင်ထောက်ပံ့နံပါတ်5မိတ်ဆွေအပေါင်းအသင်းတွေကိုတတ်နိုင်တယ်များကူညီထောက်ပံ့နံပါတ်5ကြတော့မှကုသိုလ်ကောင်းမှုကိုပြုလို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့ဒီတိုင်စနစ်တကျသုံးပြီဆိုလို့ရှိရင်ရလာတဲ့စီးပွားကိုစနစ်တကျ300ရောက်တယ်ပေါ့အဲ့ဒါလို့စနစ်တကျ300ရောက်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းပဲတရားသဖြင့်စီးပွားရှာတယ်သဖြင့်စီးပွားရှာပြီးရလာတဲ့စီးပွားကိုလည်းပဲစနစ်တကျသုံးစွဲပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့ဒီဘဝမှာဒီဘဝကလည်းကျင့်တတ်เสียကောင်းတယ်နောင်ဘဝအတွက်လည်းကျင့်တတ်เสียကောင်းနောင်ဘဝဆိုတာကတော့ဘုန်းကြီးတို့တွေမြတ်စွာဘုရားအပေါ်မှာယုံကြည်ပြီးတော့ဒါနောင်ဘဝဆိုတာပြောရကိုယ်တိုင်ကနောင်ဘဝကိုမသိနိုင်တော့ဒီဘဝဆိုတာတော့သေချာသိလို့ရအဲ့တော့သိနိုင်တဲ့ဒီဘဝမှာကိုယ်တိုင်ဖြစ်အောင်ကြိုးစားပြီးတော့မသိနိုင်တဲ့နောင်ဘဝအတွက်ကတော့မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်အတိုင်းလိုက်နာကျင့်သုံးဖို့လိုအပ်တယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့ကစီးပွားရှာပြီးဆိုတဲ့အခါမှာတရားအသိမကွာစီးပွားရှာတာဟုတ်ပြီသို့တော့လောကမှာစီးပွားရေးမလုပ်တဲ့အရာတွေလည်းရှိသေးတယ်မြတ်စွာဘုရားကိုယ်တော်မြတ်ကဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ်ွယ်စိကတ်တဲ့ပုဂ္ဂိုလ်တွေအယောင်းဝယ်မလုတ်တဲ့အရာ5မျိုးဆိုပြီးတော့ဟောတာဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကဟောတာဝဏိစ္စတုတ်လို့ခေါ်တယ်ဝဏိစ္စဆိုတာ trick ကုံသွယ်မှုမလုတ်တဲ့ကုံသွယ်မှုအယောင်းဝယ်မလုတ်တဲ့အရာဘာတွေတုံးဆိုတော့တတ္ထဝဏိစ္စလူတွေကိုတတ်ဖြတ်ဖို့ရာအတွက်လက်နဲ့အယောင်းဝယ်မလုတ်တဲ့ဘူးတဲ့မြတ်စွာဘုရားဘုရားဘာသာဝင်သူတော်စင်တွေအယောင်းဝယ်မလုပ်ရတာနံပါတ်1လက်နဲ့အယောင်းဝယ်မလုပ်တဲ့ဘူးနံပါတ်2ကဘာလို့ဆိုလူကုန်ကူးတာမလုပ်ရဘူးဒါပေမဲ့ခဏခေတ်စားနေတဲ့လူကုန်ကူးတာမြတ်စွာဘုရားဟောခဲ့တာဟုတ်သလားဆိုဟုတ်တယ်မြတ်စွာဘုရားကတတ္တဝဏိစ္စလို့ဟောခဲ့တာတတ္တဝဏိစ္စကိုတက္ကရာဆရာကရှင်းပြတဲ့အခါမှာလူတယောက်ကိုတစ်ဖက်သားကိုကြေးကျွန်အဖြစ်ခိုင်းမို့ရာအတွက်ရောင်းစားတာမျိုးခုခေတ်လူကုန်ကူးတာဒီလိုဆိုလို့အဲ့ဒါလည်းပဲဘုရားဘာသာဝင်နေမလုပ်သင့်ဘူးတဲ့နောက်တစ်ခုကဝိတ္တဝဏိစ္စလူရဲ့အသက်ကိုသေစေနိုင်တဲ့အစိတ်တွေရောင်းဝယ်တာမျိုးမလုပ်ရဘူးတတ္တဝါတွေကိုသေစေတတ်တဲ့အစိတ်လက်တွေကိုရောင်းဝယ်မလုပ်ရဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုမန္တဝဏိစ္စသားကောင်တွေတတ်ပြီးတော့အသားအယောင်းဝယ်မလုပ်တဲ့ဘူးတဲ့ဒါဘုရားဘာသာဝင်တွေမလုပ်ရမယ်ဟာနောက်ဆုံးကတော့ဘာလို့ဆိုမစ္ဆဝဏိစ္စ
မူရစ်စေဝါအယောင်းဝယ်မလုပ်အောင်အဲ့တော့ဒီမူရစ်စေဝါကိစ္စမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း1500ခရဲဟောခဲ့တာနော်ခဏအထိလည်းပဲဒီမူရစ်စေဝါပြဿနာရှိနေတုံးပဲပေါ့မရောရဘူးတဲ့ဟောစင်ကာပူနိုင်ငံတို့မလေးရှားနိုင်ငံတို့ဆိုလို့ရှိရင်ဗီဇာယူလို့ရှိရင်ဗီဇာရဲ့ထိတ်မှာရိုက်ထားတယ်နော်ထိတ်မှာစာရန်ကြီးနဲ့ရိုက်ထားတာဝိသေဝါအယောင်းဝယ်လုပ်ရင်တေတံလို့ဆိုပြီးတော့ရိုက်ထားတာဖော်ပြထားတာရှိအေးမူရစေဝါမောင်ကိုသွင်းလာလို့ရှိရင်တေတံပေးနိုင်တယ်လို့ဆိုတယ်တတိပေးထားဒီကနေ့ခေတ်မှာလည်းပဲဒါတွေကရှိနေတယ်အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဆုံးမခဲ့တဲ့အတိုင်းနေထိုင်ကြမယ်ဆိုရင်ဘုရားဘာသာဝင်တွေဟာအခုလိုအယောင်းဝယ်၅မျိုးကိုရှောင်ကျဉ်ပြီးတော့ကောင်းရောင်းကောင်းဝယ်နဲ့အသက်မွေးမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းအပြစ်ကင်းမယ်နောက်ဘဝမှာလည်းအပြစ်ကင်းတယ်လို့ဒါဘုရားဟောတဲ့သုတ်တန်နေတဲ့မှာပါတဲ့စကားပေါ့နော်အေးအဲ့ဒါလို့ဒီဘဝကောင်းကျိုးချမ်းသာရဖို့ရအတွက်တရားအတိမကွာစီးပွားရှာကြဒါဖြစ်နောက်ဘဝကောင်းဖို့အတွက်တော့ဘာလို့ဒီဘဝတွင်ကောင်းနေလို့မဖြစ်သေးဘူးနောက်ဘဝဆိုတာကိုလည်းအနာဂတ်အတွက်အခုပြစ္ဆုတ်ပံကာလကနေကျွတ်တင်ပြင်ဆင်မှုဆိုတာလောက်ကျွတ်တင်ပြင်ဆင်မှုမလုပ်ဘူးဆိုတဲ့ပုံကိုယ်တွေဟာအနာဂတ်မှာမျှော်လင့်ချက်မရှိတဲ့ပုံကိုယ်တွေဖြစ်သွားတတ်တယ်အေးဒါကြောင့်မို့ဒီဘဝကောင်းစားရုံနဲ့မပြီးသေးဘူးနောက်ဘဝကောင်းစားဖို့ဒီဘဝလည်းကောင်းစားမယ်နောက်ဘဝလည်းကောင်းစားမယ်ဆိုတဲ့ကိုချင်းတရားတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတယ်နောက်ဘဝချမ်းသာကြွယ်ဝဖို့အတွက်သို့မဟုတ်နောက်ဘဝကိုယ့်ရဲ့မျှော်လင့်ချက်အတိုင်းတည်တည်အခြားမဲနဲ့ကောင်းရာသုဂတိဘုံကိုရောက်ချင်တယ်လို့ဆိုရင်ဘာတွေရှိဖို့လိုတော့မြတ်စွာဘုရားကနံပါတ်1တတ္ထာဆိုတာစာပေကျမ်းဂန်တွေမှာတတ္ထာဆိုတာကိုဖွင့်ဆိုတဲ့အခါမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုယုံကြည်တာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာကိုတတ္ထာလို့ဖွင့်ဘာဖြစ်လို့ဒီလိုဖွင့်ရတာတော့လို့ဆိုမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တော့ဘုရားအပေါ်မှာယုံကြည်အားကိုးမှုရှိတဲ့အခါမှာဘုရားရဲ့အဆုံးအမလိုက်နာတာပေါ့မယုံကြည်ဘူးဆိုရင်ဘယ်လိုက်နာဆိုပါစို့ယောဂဖြစ်လာလို့ရှိရင်ဆရာဝန်တယောက်အပေါ်မှာယုံကြည်တယ်ဆိုရင်အဲ့ဒီဆရာဝန်စီသွားတာပေါ့သူပြောတဲ့စကားနားထောင်မှာပေါ့အကယ်၍မယုံကြည်ဘူးဆိုရင်ဘယ်နားထောင်ဒါကြောင့်မို့ယုံကြည်မှုဆိုတာလေရှိရမြတ်စွာဘုရားပေါ်မှာယုံကြည်မှုဆိုတာရှိယုံကြည်မှုမရှိဘူးဆိုရင်အဆုံးမဩဝါဒလိုက်နာမှာမဟုတ်အလုံးကြားဘူးကြလိမ့်မယ်မြတ်စွာဘုရားကတရားထုတရားမြတ်ရပြီးဘုရားဖြစ်လို့ရောက်ပြီးတဲ့အခါမှာဘသူတွေကိုတရားဟောရမလဲလို့စဉ်းကျင်စဉ်းစားပြီးနောက်ဆုံးဝဂ္ဂီတွေကိုဟောဖို့ဆုံးဖြတ်လိုက်တဲ့အခါပစ္စဝဂ္ဂီတွေဟာမြတ်စွာဘုရားအပါကခွာသွားပြီးတော့ဟိုဗာရဏတိမိဂရာဟောဣတိပတနာတော်ရောက်နေကြဆိုတော့သူတို့ကမြတ်စွာဘုရားရဲ့အပေါ်မှာယုံကြည်မှုအားနည်းသွားကြဘုရားစီကခွာသွားတာကိုမယုံကြည်လို့ခွာသွားကြတာဖြစ်တယ်ပေါ့မြတ်စွာဘုရားကြွလာတဲ့အခါမှာမြတ်စွာဘုရားတရားထုတရားမြတ်ရလာပြီဘုရားဖြစ်လာပြီဆိုတာကိုသူတို့မယုံဘူးမယုံသည့်အတွက်ကြောင့်လက်မခံကြအေးမြတ်စွာဘုရားက3 ခါလောက်တေချာပြောယူရငါတရားထုတရားမြတ်ရလာပြီငါဆုံးမမယ်နားထောင်ညဆိုတာပထမတစ်ခါနှစ်ခါပြောလို့မရနောက်ဆုံးအချိန်ကျတော့မြတ်စွာဘုရားကဘာပြောရတော့ဆိုငါတရေ6 လပတ်လုံး6 နှစ်ပတ်လုံးတရားရှာဝေးနေတဲ့အချိန်ကာလမှာငါတရားထုတရားမြတ်ရတော့မယ်မင်းတို့မပြင်းညံ့တဲ့လို့တရားထုတရားမြတ်ရတော့မယ်လို့ဒီလို၄ တန်၄ တောင်ဟာဘူးသလားလို့ဆိုတော့ဘုရားဘယ်တော့မှမပြောဘူးမပြောဘူးတာကိုသူတို့ပြန်ပြီးတော့စဉ်းစားမိတဲ့အခါဟုတ်တော့တယ်သူရလို့သာရတာပြောတယ်အရင်တော့ကတစ်ခါမှမပြောဘူးဆိုပြီးတော့ဘုရားပေါ်မှာယုံကြည်စိတ်ကလေးရောက်လာအဲ့ဒီကြမှာဘုရားဟောတဲ့တရားကိုနာကြတယ်ဒါကြောင့်မို့ယုံကြည်မှုဆိုတာအရေးကြီးတယ်ပေါ့ဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင်ယုံကြည်မှုအရေးကြီးတယ်ယုံကြည်မှုရှိမှနောက်ကလိုက်နာမှုဆိုတာရှိတယ်ယုံကြည်မှုမရှိရင်လိုက်နာမှုဆိုတာမရှိဘူးဒါကြောင့်မို့တတ္ထာဆိုတာရှိရမယ်
Eri tata uleve amyosa kwela de kama. Kankari ijo yonjira ule tata lo di lo kore. Kankari ijo yonjire sura bhawo byora doso. Daga amyende kune padete. Responsible look byolura. Responsibility sura kolotha chi de so de adaibe yonji che. Kaung na lou lou, ma kaung na lou lou. Mimi lou tamya akaung aso ha. Ne lou di lo lekha yong ji de po. Ere lo yong ji mu shi ma tu a. Ko lou de lou ngan po ma ati ma pyu ya yaw de po. Da ko kankai jo yong ji de lo le pyo lo ya de. Kama takata tamma daithi. Kankai jo ko kanna le mimi ussa ဖြစ်တယ်လို့ဆိုတဲ့အမြင်လို့လည်းပြောလို့ရတယ်ပေါ့ကံကိုလက်ခံတဲ့ပုဂ္ဂိုလ်ဟာဘုရားဘာသာဖြစ်ဖို့အတွက်အခြေခံပဲပေါ့ကံကိုလက်မခံဘူးဆိုလို့ရှိရင်ဘုရားဘာသာဖြစ်ဖို့မရှိဘူးဘုရားဘာသာဆိုတာကံတရားပေါ်မှာအခြေခံထားတဲ့ဘာသာတရားတစ်ခုပဲပေါ့ကိုလုံးသမျှဟာကိုလုံးသမျှကိုနဲ့ပတ်သက်တာမှန်သမျှ အကျိုးပေးလာလို့ရှိရင်ကိုယ်နဲ့ပဲသက်ဆိုင်တယ်လို့ကံကိုလည်းအသိမှပြုတယ်ကံရဲ့အကျိုးတရားကိုလည်းလက်ခံယုံကြည်တယ်အဲ့ဒါမျိုးကိုလည်းပဲတတ္ထာလို့ခေါ်တယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တတ္ထာဆိုတာကုသိုလ်ကောင်းမှုအပေါ်မှာစိတ်ဝင်စားတာဒါလှုပ်တဲ့နယ်လို့စိတ်ထဲမှာဆုံးဖြတ်ချက်ရှိတယ်တရားရှိတဲ့ပုဂ္ဂိုလ်ကဒါနကောင်းမှုဆိုလဲ ဒါလောက်အမှားလို့စိတ်ထဲမှာဆုံးဖြတ်တာသီလစောင့်တည်တာလဲလောက်အမှားလို့စိတ်ထဲဆုံးဖြတ်ဘာဝနာကောင်းမှုလဲလောက်အမှားပဲလို့စိတ်ထဲမှာဆုံးဖြတ်တာစနောက်စနေမရှိဘူးဆုံးဖြတ်ချက်တတ္တာဆိုတာ resolution လို့လည်းခေါ်တယ်နောက်တစ်ခုကတော့ interesting ပေါ့စိတ်ဝင်စားကုသိုလ်ရေးမှာစိတ်ဝင်စားဆိုပါစို့တရားဝဲတွေလုပ်မယ်တရားနာမယ်ဒါလည်းပဲတတ္ထာရဲ့သွင်ပြလက္ခဏာတွေပဲပေါ့မြတ်စွာဘုရားက တရားတရားရှိသူဆိုတာကိုဘယ်လိုနည်းနဲ့သိရမလို့ဆိုတာကိုချက်၃ချက်ဟောထားတာရှိတယ်ဒသနာကာမောသီလဝတ္တကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုရင်တွေ့ခြင်းနဲ့ဖူးတွေ့ခြင်းနဲ့တွေ့ခြင်းနဲ့မြင်ခြင်းနဲ့ဟောဒါတရားရှိတဲ့ပုဂ္ဂိုလ်တရားရှိတဲ့ပုဂ္ဂိုလ်ဟာဒီကိုချင်းတရားပေါ်မှာတန်ဖိုးထားတယ်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုတွေ့ခြင်း သူကိုယ်တိုင်ကိုချင်းတရားကိုမျက်နှိုးသည့်အတွက်ကြောင့်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုတွေ့ချင်နောက်တစ်ခုကဘာတော့တတ္ထမံသောတုမိစ္ဆတိသူတော်ကောင်းတရားကိုနားထောင်ခြင်းနဲ့ဒါတရားရဲ့တွေ့မြင်လက္ခဏာဟောနောက်တတိယမြောက်ကဘာလဲလို့ဆိုရင်ဝိနည်းမစ္စေရမလားဝိနည်းမစ္စေရကိုယ်သာအသုံးပြုမယ်လို့ဆိုတဲ့မစ္စရိယတရားကိုဖယ်ရှားတယ်ဒါ တရားတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ပြင်ပြင်လက္ခဏာပဲတရားတရားရှိပြီဆိုလို့ရှိရင်ကိုယ်ကျင်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ခြင်းနဲ့သူတော်ကောင်းတရားကိုကြားနာခြင်းနဲ့မစ္စရိယဆိုတဲ့တရားကိုတော်လှန်ပြီးတော့စွန့်ကြဲမှုဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်လို့ရှိတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီတရားတရားရှိပြီဆိုတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ကောင်းမှုလုပ်တယ်တရားဆိုတာပြီးတော့ ကြည်လင်ခြင်းဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ကြည်လင်ခြင်းဆိုတဲ့အဓိပ္ပာယ်စိတ်ထဲမှာတရားတရားပေါ်လာပြီဆိုလို့ရှိရင်ကြည်သွားတယ်နော်ကျမ်းဂန်ဒီမှာဥပမာပေးထားတာတော့စัจ जा မင်းနေရဲ့ဗရမ ्या ယရဏဆိုတာရှိတယ်အဲ့ဒီစัจ जा မင်းရဲ့ဗရမ ्या ယရဏကရေတွေထဲမှာနောက်နေတဲ့ရေထဲမှာထည့်လိုက်ရင်တောင်မှပဲအနေထိုင်သွားပြီးတော့ရေကြီးလာတယ်တဲ့ဒီလိုဆိုတာနော်စัจ जा မင်းရဲ့ဗရမ ्या ယရဏဟာရေနောက်တွေကိုကြည်လင်စေတယ်လို့အနေထိုင်သွားအောင်လုပ်နိုင်မတန်းတဲ့ရေတွေတန့်သွားစေတယ်အဲ့ဒါလိုပဲတရားတရားဟာစိတ်ထဲမှာအနောက်တွေဖယ်ရှားပြစ်နိုင်တယ်လို့ပြောဒါဖြင့်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာအနောက်အကျုတွေကဘာတွေလဲဆိုရင်အပြောအပါကာမဂုဏ်အာယုန်တရားတွေကိုလိုက်စားခြင်းနဲ့ဆန္ဒကာမိဆန္ဒလို့ခေါ်တယ်အဲ့ဒါလို့အပြောအပါလိုက်စားခြင်းနဲ့လောဘဆိုတာလဲစိတ်ရဲ့အနောက်အကျုတစ်ခုပဲ
အသိပညာကိုအားပြောစေတတ်တယ်စိတ်ကိုပူပန်စေတတ်တယ်နောက်ပိုင်းမှာထို့တူပဲမိမိလိုတာမရတဲ့အခါမှာစိတ်တိုင်းမကြတော့ဗျာပါဒဆိုတာဖြစ်တယ်အလိုမကြဗျာပါဒဒါလည်းပဲစိတ်ရဲ့အညစ်အကြေးတစ်ခုပဲနောက်တစ်ခုကဘာတော့ကုသိုလ်ကောင်းမှုလုပ်တာဖြစ်တရားနာတာဖြစ်စေစိတ်ဝင်စားမှုတွေနည်းပြီးတော့စိတ်အားတက်ကြွမှုတွေညော့နှဲလာပြီးဆိုရင်ထိနာမိတ်တဲ့ဒါကစိတ်တွေကိုစူးစီးလို့မရအောင်စိတ်တွေလေလွတ်နေတာဥဒိစ္စစိတ်ထဲမှာပူပန်နေတာကကုက္ကုစ္စတန်တရားတွေဝင်နေတာကဝိသိကိစ္စလို့ပေါင်းလိုက်တဲ့အခါကျဒီတဘာဝတရားတွေဟာလူရဲ့စိတ်ထဲမှာအညစ်အကြေးတွေပဲဖြစ်တယ်အဲ့ဒီနိဝရဏလို့ဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဟောဒီသရတရားကတခဏအနေအချင်းတော့ဖယ်ရှားပြနိုင်ပါလေဒီလိုဆိုလိုတာနော်သရတရားလေးပေါ်လာပြီဆိုလို့ရှိရင်ကြည့်လေသရဆိုတဲ့စိတ်ကလေးပေါ်လာတာနဲ့တပြိုင်နက်အပျော်အပါးမလုပ်ချင်ဘူးတရားနာသွားအောင်မယ်ဖះသွားဖူးအောင်မယ်တရားထိုင်အောင်မယ်ဥပုသ်ဆောင်အောင်မယ်ဟောဒီလိုတွေးလာစိတ်ထဲမှာအလိုမကျဆိုတာလည်းမရှိဘူးကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်အားတွေတက်ကြွလာတယ်နော်စိတ်တွေစွတ်စီးလို့ရလာတယ်စိတ်ထဲမှာပူလောင်နေတာမရှိဘူးလှုပ်တင်သလားမလှုပ်တင်ဘူးလားလို့စိတ်ထဲမှာတွေးဝေးနေတာလည်းမရှိဘူးအဲ့ဒါကိုဘယ်သူကရှင်းထားတော့ဆိုဟောဒီတတ္ထာကရှင်းလိုက်တာဒါကြောင့်မို့တတ္ထာရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဆုံးဒီအနောက်တွေစိတ်တွေခင်းသွားသည့်အတွက်ကြောင့်ဒါနကောင်းမှုလည်းလုပ်တယ်သီလလည်းစောင့်တည်တယ်ဥပုသ်လည်းစောင့်နေကမ္မထံဘာဝနာလည်းပွားများအားထုတ်တယ်ဆိုဒီလုပ်တွေလုပ်တယ်လုပ်သည့်အတွက်ကြောင့်ကောင်းတာလုပ်လာသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေဟာသူ့အတွက်ရရှိလာဒီလိုဆိုလိုတာပေါ့နော်အကြောင်းအကျိုးကအဲ့ဒါလို့ဆက်